မင်္ဂလာပါကျွန်တော်ရဲ့ 3D Cyber YouTube Channel ကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်ပြပေးချင်တာကဒီမွေးစားခွန်လေးပြပေးချင်တာပါမွေးစားခွန်လေးကျင်းရလဲနှစ်ကကုန်ကန်ဤဖြစ်လို့တော့မွေးခွန်လေးတွေကျွန်တော်ပို့အားဆိုင်ပြီးတော့ပြပေးချင်လို့ပါဆိုတော့ကြည့်အောင်ဗျဒီ1969ခုနှစ်ကနေပြီးတော့2025ခုနှစ်ပေါ့ဗျနှစ်တိုင်းရဲ့ဒုတိယအကြိမ်မှာဒုံညာအပူးကြခဲ့ရင်ပေါ့သူ့ရဲ့နှစ်ထဲမှာပဲဒါဒုံညာအပူးကမဖြစ်မနေပြန်ကြတယ်ဗျဒီမှာဗျ1988ကတော့ဒီမှာဒုံညာတစ်ဆိုပြီးတော့ရှေ့ဘူးကြခဲ့တယ်ဗျသူ့ရဲ့နှစ်ထဲမှာပဲဒီမှာဒုံညာနောက်ဘူးဆိုပြီးမှပြန်ကြခဲ့တယ်ဒုံညာတစ်ဆိုပြီးကြတယ်သူ့ရဲ့နှစ်ထဲမှာပဲဒီမှာဒုံညာနောက်ဘူးနဲ့ဒီမှာ300ဆိုပြီးပြန်ချပေးခဲ့တယ်ကဲနောက်တစ်ကအနေနဲ့2016ခုနှစ်မှာဒီဘက်မှာကြည့်ခဲ့ဒီမှာဒုတိယကြိမ်မြောက်မှာဒုံညာဘူးမကြခဲ့ဘူးဗျာဒီမှာ2016ခုနှစ်မှာဒုံညာဘူးကြလာပြီဒီဒုံညာဘူးကြလာတယ်သူ့ရဲ့နှစ်ထဲမှာပဲဒီမှာဒုံညာ4ဆိုပြီးတော့ဒါဒုံညာဘူးပြန်ကြခဲ့တယ်ဗျာထူးဆန်းမဲ့ဒုံညာနောက်ဘူးကြရင်သူပြန်ချတဲ့အချိန်ကျရင်ဒုံညာရှေ့ဘူးနဲ့တခါပြန်ချပေးတယ်ဒီဒုံညာတစ်တုံးကလည်းဒုံညာရှေ့ဘူးဖြစ်ခြင်းကြောင့်ဒီမှာ300ဆိုတဲ့ကဏ္ဍနောက်ဘူးနဲ့ပြန်ချပေးခဲ့တယ်ခုဒီ2025ခုနှစ်မှာဒီမှာဒုတိယကြိမ်မှာ900ဆိုပြီးဒုံညာနောက်ဘူးချပေးခဲ့တယ်ဒီနှစ်ထဲမှာဒုံညာရှေ့ဘူးနဲ့တခါပြန်ချပေးရမယ်ပေါ့ဗျာပြန်ချပေးမယ်ဆိုတော့ဒီအကြိမ်20မှာချမပေးကျွန်တော်ထောက်ထားလေးနဲ့ကျွန်တော်ပြပေးမှာဖြစ်ပါတယ်ဒါဒုံညာရှေ့ဘူးနဲ့ပေါ့ဗျာဗရာတို့ကြည့်ပြီးတော့ထိုးရင်ထိုးလို့ရပဲနောက်အကြိမ်နေလဲဒီအကြိမ်မှမပါခဲ့ဘူးเนาะဆိုတော့နောက်အကြိမ်နေလဲရှာပြီးထိုးလို့ရအောင်ဗရာတို့ကြိုက်တဲ့လုံးမိုင်းနေနဲ့ကြက်ပြီးထိုးလို့ရအောင်ကျွန်တော်တခါတည်းပြပေးဖြစ်ပါတယ်ဒါဒီနှစ်ထဲမှာဒုံညာရှေ့ဘူးနဲ့ပြန်ချပေးရမှာပေါ့ဗျာငွေနောက်ထပ်အကြိမ်ရေကကျွန်တော်ဒီကြိမ်မှာဘာလို့ဒုံညာရှေ့ဘူးကြိုက်နေလဲဆိုတော့2016ခုနှစ်မှာဒီရှေ့တုံးလုံးခွန်ခါနဲ့ဒီရှေ့တုံးလုံးပေါင်းခြင်း၄ဖြစ်ခဲ့ရင်3 8 17 3ဆိုတော့14 4နဲ့ရှေ့တုံးလုံးပေါင်းခြင်း4နဲ့ခွန်ခါချခဲ့ရင်သူ့ရဲ့ဇောင်းကခွန်6နှစ်ဆိုတဲ့ကဏ္ဍဟာသူ့နှစ်ထဲမှာပဲပြန်ကြနေနဲ့ပြန်ချပေးတယ်ခွန်နှစ်6ဆိုပြီးတော့ပြန်ချပေးတယ်ဒီတိုင်းချပြန်မှုပဲနဲ့သူ့ရဲ့ဇောင်းမှာပုံတူပေါ့4ခါ4ဘိတ်ဆိုပြီးတော့ဒီအခန်းလေးနဲ့ဒီရဲ့ဇောင်းမှာပဲခွန်နှစ်6ဆိုပြီးပတ်လေပြန်ချပေးတယ်ကဲဒါပထမကပ်ပေါ့ဗျာဒါဒုတိယကပ်အနေနဲ့စီညာလိုက်ပါပဲခွန်နှစ်4ထိပ်စီးတုံးလုံးပေါင်းခြင်း3ပေါ့ဒီက4ဒီမှာ3စီညာလိုက်တော့မယ်ဗျဒီခွန်ခါနဲ့စီညာလိုက်တော့3ထိပ်စီးတုံးလုံးပေါင်းခြင်း3ရဲ့ခွန်ခါနဲ့ချမယ်ဆိုရင်သူ့ရဲ့ဇောင်းက3တုံညာခွန်ဆိုတဲ့ကဏ္ဍဟာသူ့ရဲ့နှစ်ထဲမှာပဲပြန်ချနေတယ်ပြန်ချပေးတယ်တုံညာ3ခွန်ဆိုပြီးတော့ဒီမှာပြန်ချပေးတယ်သူ့ရဲ့ဒီတိုင်းချပေးမယ်ပုံတူချင်းဖမ်းတာလေးဒီမှာဇောင်းမှာ5ခါ5ဘိတ်နဲ့ဒီမှာရှေ့မှာတော့4ခါ4ဘိတ်နဲ့ဒီရဲ့ဇောင်းမှာတုံညာခွန်ဆိုပြီးတခါပြန်ချပေးတယ်ဒါဒုတိယကပ်ပေါ့ဗျာဒီတတိယကပ်အနေနဲ့စီညာလိုက်ဖြစ်ခြင်းကြောင့်ဒီမှာ4တုံဒီမှာ2ပေါ့9တုံညာ3ဆိုတော့ထိပ်စီးတုံးလုံးပေါင်းခြင်းက2ခွန်ခါနဲ့စီညာလိုက်ချပေးတယ်4တုံ2ခွန်ခါသူ့ရဲ့ဇောင်းကဒီမှာ900ဆိုတဲ့ခဏဟာ
ဒီနှစ်ထဲမှာပြန်ချပေးအောင်ဗျဒီတိုင်းချပေးတာမဟုတ်ဘဲနဲ့ကျွန်တော်တို့ဒီမှာတူရဲ့ဆောင်းမှာဒီအချိန်20ရဲ့ဆောင်းမှာ6ခါ6ဘိတ်ဆိုပြီးတော့ဒီမှာအချိန်ဖမ်းလို့ရပါတယ်ဗျဒီမှာအချိန်20မှာဒုံညခွန်ဆိုပြီးကျွန်တော်ခုနပြခဲ့လို့ပဲဒုံညကဒီမှာရှေ့ဘူးနောက်ဘူးနဲ့ထွက်ခဲ့ခြင်းကြောင့်ဒီချိန်မှာရှေ့ဘူးနဲ့ဒုံညခွန်ဆိုပြီးတော့ပြီးသွားမလားပေါ့ဗျာဒါကြရင်တော့အဆင်ပြေတော့ယူသုံးကြပါဗျာကျွန်တော်ခွန်လုံးပိုင်ဟာလေးရှိတယ်ဗျာဒီမှာ2021ခုနှစ်က9ခွန်ကို2022ခုနှစ်က6လေးနဲ့သူ့ရဲ့ဆောင်းပေါ့ဒီရဲ့ခါရဲ့ပါဝါကနောက်တစ်နှစ်မှာအပိတ်အနေနဲ့ပြန်ချပေးတယ်ခွန်ရဲ့ပါဝါနှစ်ဒီလိုပဲစီနေလိုက်ပြီနောက်တစ်ကက်က1 2 3 4သူ့ရဲ့ဆောင်းမှာပဲ4 3 5ဆိုပြီးတော့ထပ်ပေးတယ်ဒီမှာ9 3 3ချပေးတယ်9ရဲ့ပါဝါ3ညဒီမှာ sorry ဒီမှာ4 3 5ဒီမှာ6 3 5ထူချပေးတယ်ဒီမှာခါရဲ့ပါဝါဒီမှာအပိတ်တော့ကြတယ်3ညရဲ့ပါဝါဒီမှာ5ဒီနောက်ချိန်နောက်တစ်ကက်က8 1နှစ်ဆိုချပေးတယ်ဒီမှာ3ည6 3ညဆိုချပေးတယ်3ည1ရဲ့ပါဝါကဒီကအပိတ်ဆိုတော့ဒီမှာ1ရဲ့ပါဝါ6ခုလာမဲ့ချိန်20ချိန်အတွက်1 2 3 4ဒီမှာ4ချိန်4ဒီခုမြောက်မှာ2ရဲ့ပါဝါခွန်ဆိုပြီးတော့ဒီမှာချပေးမလားပေါ့ဗျာ2ရဲ့ပါဝါဒီမှာခွန်ဆိုပြီးတော့ချပေးမလားပေါ့ခုနရှေဘူးဒုနာတုံညနောက်ဘူးနဲ့ကြာကြတာဆိုတော့ဒီမှာဒုံညရှေဘူးနဲ့ပြန်ချပေးအောင်ဗျာဒုံညခွန်ဆိုပြီးတော့ချပေးမလားပေါ့ဗျာကျွန်တော်တော့ဒါကျွန်တော်ကြိုက်တာလေးနဲ့ကျွန်တော်တွေ့တာလေးနဲ့အစင်ပြေလို့ဒါကက်ပြီးပြပေးခြင်းဖြစ်ပါတယ်နောက်တစ်ချိန်နေလဲဒီချိန်မှာမကြခင်ရင်ဒုံညဘူးကရှေဘူးနဲ့ဒါယူပြီးကိုယ့်ရဲ့မှာကြီးပိုင်လုံးမိုင်းနေနဲ့ယူပြီးသုံးရင်တော့အဆင်ပြေနိုင်တယ်ပေါ့ဗျာဒါတော့ကျွန်တော်လုံးမိုင်းခွန်လုံးမိုင်းနေလဲတွေ့ထားလို့မကြောင်းတဲ့ဆိုင်ဒီပေးများချပေးမလားဆိုပြီးတော့ကျွန်တော်ပြပြပေးခြင်းဖြစ်ပါတယ်ကျွန်တော် channel လေးကိုလည်း subscribe လုပ်ပေးကြပါဦးကျေးဇူးတင်ပါကံကောင်းကြပါစေဗျာဟုတ်ကဲ့